မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်အီရန်ကိုငြိမ်းချမ်းရေးအတွက်အခွင့်အရေးတစ်ချိန်ထပ်ပေးမယ်လို့ထရန့်ကပြောလိုက်ပြီးတော့ဆွေးနွေးနေတယ်လို့ထုတ်ပြန်ထားပါတယ်လက်ရှိကမ္ဘာစွမ်းအင်အကျပ်တဲဟာ1983 1989 2022 3ခုပေါင်းထပ်ပိုဆိုးရတယ်လို့အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီအကြီးအကဲကသတိပေးလိုက်ပါတယ်မြောက်ကိုရီးယားရဲ့အမြင့်ဆုံးပြည်သူ့ညီလာခံကရဲဘော်ကင်ဂျုံအွန်းကိုနိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌကြီးဖြစ်ပြန်လည်ခန့်အပ်လိုက်ပါတယ်ဟော်မုဇ်ရေလက်ကြားကို48နာရီအတွင်းပြန်ဖွင့်မပေးရင်အီရန်မဟာဓာတ်အားလိုင်းကိုတိုက်ခိုက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင်းချောက်ခဲ့အပြီးမှာအီရန်ဘက်ကလည်းအလားတူတံပြန်ချင်းချောက်ထားပါတယ်ထရန့်ရဲ့ချင်းချောက်မှုရဆိုရင်အရှေ့ပြားစံတော်ချိန်ရမတ်လ23ရက်နေ့ည9:44 မိနစ်မြန်မာစံတော်ချိန်ရမတ်လ24ရက်နေ့နနက်6:14 မိနစ်မှာ48နာရီပြည့်မှာဖြစ်ပါတယ် We have had very strong talks. We'll see where they lead. We have major points of agreement. I would say almost all points of agreement. ဒါပေမဲ့48နာရီပြည့်ကန်ဒီမှာပဲထရန့်ကအီရန်နဲ့ထပ်ဆွေးနွေးနေတယ်လို့ကြေညာလိုက်ပါတယ်အမေရိကန်နဲ့အီရန်ဟာအရှေ့လေပိုင်းမှာစစ်မှတ်ပြုမှုတွေအလုံးစုံအပြည့်အဝဖြည့်ရှင်းမှုဆွေးနွေးနေတယ်လို့ထရန့်ကထုတ်ပြန်တာဖြစ်ပါတယ်သတင်းကြောင့်ရေနံနဲ့စွမ်းအင်ဈေးတွေလည်းပြန်ကျသွားပါတယ်အီရန်ဓာတ်ပြီးစက်ရုံတွေကိုတိုက်ခိုက်ဖို့ချင်းချောက်ထားတာကိုနောက်ထပ်9ရက်ရွှေ့ဆိုင်းလိုက်ပြီလို့ထရန့်ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်အီရန်လွှတ်တော်ဥက္ကဋ္ဌနဲ့ဆွေးနွေးနေပြီလို့သတင်းထွက်ခဲ့ပေမဲ့ဒီလိုဆွေးနွေးမှုတွေရှိမနေပဲရေနံဈေးကွက်ကိုခြေလှယ်ဖို့အတွက်သတင်းတုတွေဖန်တီးနေတာလို့လွှတ်တော်ဥက္ကဋ္ဌရဲ့ X လူမှုကွန်ရက်အကောင့်မှာပြန်ဖြေရှင်းထားပါတယ်အီရန်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကလည်းဒီလိုဆွေးနွေးတာမျိုးမရှိဘူးလို့ညင်းထားပါတယ်ထရန့်ကတော့ social media မှာအဲ့ဒီလိုရေးပြီးမှအီရန်ကိုငြိမ်းချမ်းရေးအတွက်အခွင့်အရေးတစ်ချိန်ထပ်ပေးမယ်လို့ထပ်ပြောလိုက်ပြန်ပါတယ်အမေရိကန်ဘက်က Steve Witkoff နဲ့ Jared Kushner တို့ကဥဆောင်ဆွေးနွေးနေတယ်ပြောနေပေမဲ့အီရန်ဘက်ကဘယ်ပုဂ္ဂိုလ်နဲ့ဆွေးနွေးနေတယ်လဲဆိုတာမေကုန်းကိုတော့ထရန့်ကမဖြေခဲ့ပါဘူးထိတ်ဆုံးကပုဂ္ဂိုလ်လို့ပဲထရန့်ကပြောထားပါတယ်ခေါင်းဆောင်ပိုင်းကို3စင်းလောက်ရှင်းခဲ့တာဖြစ်တယ်ဆိုတာမမေ့ဘူးလည်းပြောပါတယ်လက်ရှိမှာအလေးစားခံရဆုံးနဲ့ခေါင်းဆောင်ဖြစ်တယ်လို့လက်ရှိမှာယုံကြည်ရတဲ့သူနဲ့ဆက်ဆံနေတာလို့လည်းထရန့်ကသတင်းတောက်ရဲ့မေကုန်းကိုပြန်ဖြေထားပါတယ်အီရန်မြို့တော်တီဟီရန်နဲ့လက်ဘနွန်မြို့တော်ဘေရွတ်ကိုတော့တိုက်ခိုက်မှုတွေဆက်ဖြစ်ပေါ်နေပါတယ်ခင်ဗျာ Steve Witkoff speaking with Mr. President. A top person. Don't forget, we've wiped out the leadership phase 1, phase 2, and largely phase 3. But we're dealing with the man who I believe is the most respected and the leader. It's a little tough. We've wiped out everybody. Is that the Supreme Leader? No, not the Supreme Leader. We don't. Well, nobody heard of the second Supreme Leader, the son. We have not heard from the son. ကမ္ဘာကြီးဟာ1983နဲ့1989ရေနံရှော့ကြီးနှစ်ခုအပြင်2022ခုနှစ်ရုရှားယူကရိန်းစစ်ပွဲဓာတ်ငွေ့အကျပ်တဲဒီ3ခုပေါင်းတဲ့ပိုဆိုးရတဲ့စွမ်းအင်အကျပ်တဲနဲ့ရင်ဆိုင်နေရတယ်လို့အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ IEA အကြီးအကဲ Fatih Birol ကသတိပေးလိုက်ပါတယ် joins us from SBS. Thank you, Dr. Birol. မတ်လ23ရက်နေ့ဩစတြေးလျနိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဘီရော့ကအခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေကဒီအကျက်တဲဟာရေနံအကျက်တဲနှစ်ခုနဲ့ဓာတ်ငွေ့ပြက်လက်မှုတစ်ခုတို့ကိုပေါင်းထားသလိုပါပဲလို့သူကဆိုပါတယ်။ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနဲ့စွမ်းအင်အဆောက်အုံတွေတိုက်ခိုက်ခံရတာကြောင့်ကမ္ဘာရေနံထောက်ပံ့မှုတစ်နေ့ကိုစီပေါင်း17သန်းလောက်ရောကျသွားပါတယ်။ဒါအပြင်နိုင်ငံ9နိုင်ငံကစွမ်းအင်ဆိုင်ရာအဆောက်အုံ40ဆိုးဆိုးဝါးပျက်စီးခဲ့ရပါတယ်။ရုရှားယူကရိန်းစစ်ပွဲနောက်ဆက်တွဲဖြစ်သဘာဝဓာတ်ငွေ့ကုဗမီတာ85ဘီလီယံရော့ကျခဲ့ပေမဲ့အခုခါမှာတော့သဘာဝဓာတ်ငွေ့ရည် LNG ကုဗမီတာ140ဘီလီယံလောက်ထိရော့သွားတယ်လို့သူကရှင်းပြပါတယ်။ဒီလအစောပိုင်းကအရေးပေါ်တိုးလောင်ကန်တွေကနေရေနံစီပေါင်းတန်း400ထုတ်သုံးမှုကြေညာထားတဲ့ IEA ဟာစွမ်းအင်သုံးစွဲမှုလျှော့ချမဲ့နည်းလမ်းတွေပါအဆိုပြုထားပါတယ်။အဲ့ဒီထဲမှာအိမ်ကနေအလုပ်လုပ်တာကားကြုံစီးတာနဲ့ဝေးပြေးလမ်းတွေမှာကားအမြန်နှုန်းကန့်သက်တာတွေပါဝင်ပါတယ်။ကမ္ဘာတစ်ဝန်းကစုံဖြတ်ချက်ချမှတ်သူတွေဟာပြဿနာရဲ့အတိတ်အနက်ကိုသေချာနားမလည်ကြဘူးလို့ထင်တယ်လို့ဘီရောကပြောကြားခဲ့ပါတယ်ခင်ဗျာ As things stand now, 2 oil crises and 1 gas crash put all together. မြောက်ကိုရီးယားရဲ့ရုပ်သေးလွတ်တော်လို့ဆိုနိုင်တဲ့အမြင့်ဆုံးပြည်သူ့ညီလာခံကရဲဘော်ကင်ညွန်အုံးကိုနိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌကြီးဖြစ်
ပြန်လည်ခန့်လိုက်တယ်လို့မတ်လ23ရက်နေ့မှာနိုင်ငံပိုင်ရုပ်သံကကြေညာပါတယ် 중앙과 지방의 해당 일꾼들이 참가했습니다. နိုင်ငံတော်ရေးရာကော်မရှင်ဟာမြောက်ကိုရီးယားရဲ့အမြင့်ဆုံးမူဝါဒချမှတ်ရေးနဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပါတယ်မတ်လ22ရက်နေ့မှာပြုလုပ်တဲ့15ကြိမ်မြောက်ပြည်သူ့ညီလာခံကြီးရဲ့ပထမဆုံးနိုင်ငံတော်ရေးရာဆောင်ရွက်ချက်ဖြစ်ရဲဘော်ကင်ဂျုံအုံးကိုကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတော်ရေးရာဥက္ကဋ္ဌကြီးဖြစ်ပြန်လည်ရွေးချယ်လိုက်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်အမြင့်ဆုံးပြည်သူ့ညီလာခံကိုယ်စားလှယ်689ဦးကိုရွေးချယ်ရမှာမဲဆန္ဒနယ်တစ်ခုကိုတယောက်စီပဲအာဏာရပါတီကနေရွေးပေးထားတာဖြစ်ပြီးတော့တခြားရွေးချယ်စရာမရှိပါဘူးအဲ့ဒီလူတွေကိုပဲအသက်18နှစ်ပြည့်ပြီးတဲ့သူတိုင်းကထောက်ခံမဲကန့်ကွက်မဲပေးရတဲ့စနစ်နဲ့တင်မြှောက်တာဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာမဲပေးသူ69ရာခိုင်နှုန်းရှိခဲ့ပြီးတော့69.93ရာခိုင်နှုန်းကထောက်ခံခဲ့ပြီးတော့3.39ရာခိုင်နှုန်းကပဲကန့်ကွက်ခဲ့ကြတယ်လို့တရားဝင်ထုတ်ပြန်ထားတဲ့စီးရင်စရာတွေကဖော်ပြပါတယ်ကင်ဟာ1948ခုနှစ်မှာအဖိုးဖြစ်သူကေအီဆွန်ထူထောင်ခဲ့တဲ့ညူလက်နက်ပိုင်ဆိုင်တဲ့ဒီနိုင်ငံကို2011ခုနှစ်ကလေးကအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်ဒီနေ့အစည်းအဝေးမှာဖေဖော်ဝါရီလကကြေညာခဲ့တဲ့စီဝါရေး9နှစ်စီမံကိန်းကိုပြန်လည်သုံးသပ်ခဲ့သလိုတောင်ကိုရီးယားကိုရန်ဘက်နိုင်ငံအဖြစ်သတ်မှတ်တဲ့အချက်ကိုလည်းအခြေခံဥပဒေမှာတရားဝင်ထည့်သွင်းသွားဖို့အတည်ပြုသွားမှာဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ကင်ရဲ့ညီမဖြစ်သူကင်ယိုဂျုံဟာနိုင်ငံတော်ရေးရာကော်မရှင်မှာထပ်မံပါဝင်မလာတော့ပါဘူးဒါပေမဲ့အရာကျသွားတာမျိုးမဟုတ်ဘဲနဲ့ကော်မရှင်မှာမပါတော့ဘဲလုံသမားပါတီမှာအထွေထွေရေးရာဌာနညွှန်မှုဖြစ်အာဏာပိုရှိလာတာဖြစ်တယ်လို့လေးလာသူတွေကသုံးသပ်ထားပါတယ်ခင်ဗျာလက်ဘနွန်နိုင်ငံမှာအီရန်နောက်ခံပြုဟက်ဇ်ဘိုလာအဖွဲ့ကိုနှိမ်နင်းဖို့အတွက်မြေပြင်စစ်စင်ရေးတွေတိုးချဲ့လှုပ်ဆောင်နေတယ်လို့အစ္စရေးစစ်တပ်ကအတည်ပြုထားပြီးတော့တရားတွေကိုလိုက်လံဖောက်ခွဲနေပါတယ်မလ22ရက်နေ့ကလက်ဘနွန်တောင်ပိုင်းနဲ့တခြားဒေသတွေကြားမှာဆက်သွယ်ပေးထားတဲ့ကက်စမီတရားကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်အစ္စရေးစစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးအာယယ်ဇမီယာကတော့ကျုပ်တို့စနစ်တကျရေးဆွဲထားတဲ့အစီအစဉ်အရမြေပြင်စစ်စင်ရေးပြစ်မှတ်တွေနဲ့တိုက်ခိုက်မှုတွေကိုရှေ့ဆက်လှုပ်ဆောင်မှုပြင်ဆင်နေပါတယ်ဆိုပြီးထုတ်ပြန်ချက်တစ်ခုမှာပြောထားပါတယ်အခုတစ်ခေါက်အစ္စရေးတပ်တွေရဲ့ဟက်ဇ်ဘိုလာအပေါ်ထိုးစစ်ဆင်မှုဟာအဆအသာရှိသေးတယ်လို့အချိန်ကြာနိုင်တယ်လို့လည်းဇမီယာကဆိုပါတယ်လက်ဘနွန်သမ္မတဂျိုးဇက်အောန်ကတော့ဒါဟာလက်ဘနွန်နိုင်ငံရဲ့အချုပ်အခြာအာဏာပေါ်ပြောင်ပြောင်တင်းတင်းချိုးပေါက်တာဖြစ်တဲ့အပြင်မြေပြင်ကျူးကျော်မှုကိုအစာပြိုးနေတာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်ဒီတစ်ပတ်အစောပိုင်းမှာလဲလစ်တာနီမြစ်ပေါ်ကတရားနှစ်စင်းကိုဟက်ဇ်ဘိုလာအဖွဲ့အသုံးပြုနေတယ်ဆိုပြီးတော့အစ္စရေးကတိုက်ခိုက်ဖောက်ခွဲခဲ့ပါတယ်ဒါအပြင်အစ္စရေးစစ်တပ်ဟာဟက်ဇ်ဘိုလာအဖွဲ့ရဲ့ရဒ်ဝန်အထူးတပ်ဖွဲ့ကတပ်မှုကိုတုတ်တင်နိုင်ခဲ့တယ်လို့ကြေညာထားပါတယ်ဟက်ဇ်ဘိုလာအဖွဲ့ကတော့လက်တုံ့ပြန်မှုဖြစ်လက်ဘနွန်တောင်ပိုင်းနဲ့အစ္စရေးမြောက်ပိုင်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေနဲ့စစ်စခန်းတွေကိုအဓိကပြစ်မှတ်ထားပြီးတော့အကြိမ်60တဲ့မနေ့တိုက်ခိုက်ခဲ့ပါတယ်အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကလည်းလစ်တာနီမြစ်တစ်လျှောက်ဖြတ်တန်းသွားလာလို့ရတဲ့လမ်းကြောင်းမှန်သမျှနဲ့နှစ်နိုင်ငံနယ်စပ်နားမှာရှိတဲ့နေအိမ်တွေကိုပါစစ်တပ်ကဖျက်ဆီးဖို့အမိန့်ပေးထားပါတယ်လစ်တာနီဟာအစ္စရေးနယ်စပ်နဲ့အပြိုင်ကီလိုမီတာ30လောက်ရှည်လျားသလိုစုစုပေါင်းကီလိုမီတာ180နီးပါးနဲ့လက်ဘနွန်အတွက်အရှည်ဆုံးမြစ်လည်းဖြစ်ပါတယ်လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအစ္စရေးနဲ့ပဋိပက္ခအတွင်းမှာသေဆုံးသူ1029ဦးအထိရှိလာခဲ့ပြီးတော့လူသန်းကျော်အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်ခင်ဗျာအစ္စရေးနျူကလ িয়ার စက်ရုံနာကအစ္စရေးတောင်ပိုင်းမြို့နှမျိုးကိုအီရန်ဒုံးကျည်တွေထိမှန်ခဲ့တာကြောင့်လူ180လောက်ဒဏ်ရာရခဲ့တယ်လို့အစ္စရေးကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်မလ21ရက်နေ့ညပိုင်းမှာအာရတ်မြို့နဲ့ဒီမိုနာမြို့တွေကိုပယ်ထိန်ဒုံးကျည်တွေကြားရောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်အာရတ်မှာ116ဦးနဲ့ဒီမိုနာမှာ64ဦးဒဏ်ရာရခဲ့ပြီးတော့ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့သိရပါတယ်ဒီမိုနာမျိုးအနီးကနျူကလ িয়ার သုတေသနစက်ရုံထိခိုက်ပျက်စီးမှုမရှိဘူးလို့နိုင်ငံတကာအမှုမြူစွမ်းအင်အေဂျင်စီ IAEA ကဆိုပါတယ်ဒီတိုက်ခိုက်မှုဟာမတ်လ21ရက်ကအီရန်ရဲ့ Natanz နျူကလ িয়ার စက်ရုံတိုက်ခိုက်ခံမှုကိုတုံ့ပြန်တာလို့အီရန်နိုင်ငံပိုင်ရုပ်သံကကြေညာပါတယ်
မတ်လ22ရက်မှာလဲတယ်လ်ဗစ်မြို့ကိုအီရန်ကဒုံးကျည်နဲ့ပစ်ခတ်လို့အနည်းဆုံး9ဦးဒဏ်ရာရခဲ့ပါတယ်အာရတ်နဲ့ဒီမိုနာမြို့တွေမှာလူနေအဆောက်အုံတွေအကြီးအကျယ်ပျက်စီးခဲ့ပြီးတော့ကလေးငယ်တွေအပါအဝင်ထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့ပါတယ်ဒီဒုံးကျည်တွေကိုအစ္စရေးလေကြောင်းရန်ကာကွယ်စနစ်ကမဟန်တာနိုင်ခဲ့ဘူးလို့မိသက်တပ်ဖွဲ့ကအတည်ပြုပါတယ်မတ်လ22ရက်နေ့မှာတော့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကသမ္မတအိုက်ဇက်ဟာဇော့နဲ့အတူတိုက်ခိုက်ခံရတဲ့နေရာကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်အစ္စရေးနဲ့အမေရိကန်တို့ဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုဖျက်ဆီးဖို့ရည်ရွယ်ထားတယ်လို့သတင်းတွေမှာဖော်ပြပါတယ်ခင်ဗျာ They're doing that as a mass murder weapon. Luckily, no one was killed, but that's due to luck, not their intention. Their intention is to murder civilians. ကမ္ဘာရာသီဥတုဟာမှတ်တမ်းတင်သမိုင်းတစ်လျှောက်မှာအဆိုးဆုံးအချိုးမညီမှုနဲ့ကြုံတွေ့နေရပါတယ် Planet Earth is being pushed beyond its limits. ကမ္ဘာကြီးဟာသူ့ခံနိုင်ရည်စွမ်းတက်ကျော်လွန်ပြီးတော့ဖိအားပေးခံနေရတယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကသတိပေးလိုက်ပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်လိုပူနွေးစေတဲ့ဓာတ်ငွေတွေထုတ်လွှတ်မှုကြောင့်ကမ္ဘာကြီးဟာပိုများတဲ့အပူစွမ်းအင်တွေကိုလက်ခံရရှိနေတယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ကြီး WMO ကဆိုပါတယ်ဒီလိုစံချိန်တင်စွမ်းအင်မညီမျှမှုကြောင့်မနစ်ကသမုဒ္ဒရာတွေစံချိန်တင်ပူနွေးခဲ့သလိုရေခဲပြင်တွေလည်းဆက်လက်အရေးပြိုနေခဲ့ပါတယ်ပိုရှန်နေတဲ့အပူစွမ်းအင်90%ကျော်ကိုသမုဒ္ဒရာတွေကစုပ်ယူထားပါတယ်ပြီးခဲ့တဲ့2015ခုနှစ်ကနေ2025ခုနှစ်ထိ17နှစ်တာကာလဟာတမိုင်းတစ်လျှောက်အပူပြင်းဆုံးနှစ်တွေဖြစ်ခဲ့ပါတယ်အယ်နီညိုသဘာဝဖြစ်စဉ်ဟာလည်း2026ခုနှစ်ဒုတိယနှစ်ဝက်မှာစတင်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်ဒါကြောင့်နောက်ထပ်ပူပြင်းမှုစံချိန်သစ်တွေထပ်တင်လာမှာကိုသိပ္ပံပညာရှင်တွေကစိုးရိမ်နေကြပါတယ်ဒီလိုအပူချိန်မြင့်တက်လာတာကြောင့်ရာသီဥတုဆိုးရွားမှုတွေပိုဖြစ်လာနိုင်သလိုတွေးလုံတုပ်ကွေးလိုယောဂါတွေလည်းပုံမပြန့်ပွားလာနိုင်ပါတယ်နိုင်ငံတွေအနေနဲ့ရာသီဥတုလုံခြုံရေးစွမ်းအင်လုံခြုံရေးအမျိုးသားလုံခြုံရေးအတွက်ရုပ်ကျွင်းလောင်စာကနေပြန်လည်ပြေဖြိုးမြဲစွမ်းအင်ဘက်ကိုကူးပြောင်းကြဖို့ဂူတာရက်စ်ကထပ်မံနှိုးဆော်ထားပါတယ်ခင်ဗျာ When history repeats itself 11 times, it is no longer a coincidence. It's a call to act. Meanwhile, our oceans are absorbing epic levels of heat, fueling ever stronger storms. Glaciers and sea ice are vanishing, and sea levels are relentlessly rising. မတ်လ23ရက်နေ့အစောပိုင်းမှာနယူးယောက်လာဂွာဒီယာလေဆိပ်မှာအဲကနေဒါခီးတဲ့တင်လေရင်နဲ့လေဆိပ်အာဏာပိုင်အဖွဲ့ရင်တစင်းတို့မြေပြင်မှာတိုက်မိခဲ့တာကြောင့်လေဆိပ်ကိုယာယီပိတ်ထားခဲ့ရပါတယ် Yeah, by car it's not that bad. It's not that like the M60 is like 30 years. Yeah. I'm not that sweet, man. Are you finished already? I got that. Oh, okay. Get it ready, Dad. ဒီမတော်တဆမှုမှာလေယာဉ်မှုနဲ့တွဲဘက်လေယာဉ်မှုတို့တိတ်ဆုံးသွားခဲ့ပြီးတော့တခြားဒဏ်ရာရသူ2ဦးလည်းရှိတယ်လို့သိရပါတယ်မတ်လ22ရက်နေ့ညပိုင်းကကနေဒါနိုင်ငံမွန်ထရီယယ်မြို့ကနေလာတဲ့အဲ့ဒီလေယာဉ်ဟာဆင်းသက်ချိန်မှာအခုလိုတိုက်မိခဲ့တာဖြစ်ပါတယ်လေယာဉ်ပေါ်မှာခီးတဲ့82ဦးနဲ့လေယာဉ်မူတန်း4ဦးလိုက်ပါလာတယ်လို့လေကြောင်းလိုင်းကအတည်ပြုပါတယ်ဒီအရေးပေါ်အခြေအနေကြောင့်အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့ကလေဆိပ်ကနေထွက်ခွာမဲ့ခီးစဉ်အားလုံးကိုယာယီရက်ဆိုင်ခဲ့ရပါတယ်လေဆိပ်ကိုဒေသစံတော်ချိန်နေ့လယ်2နာရီအထိပိတ်ထားနိုင်တယ်လို့လည်းလေကြောင်းအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်ဆင်းသက်မဲ့လေယာဉ်တွေကိုလည်းတခြားလေဆိပ်တွေစီပြောင်းလဲဆင်းသက်စီခဲ့ပါတယ်လေယာဉ်ခီးစဉ်ဖြတ်သိမ်းတာနောက်ကျတာနဲ့လမ်းပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်လို့နယူးယောက်အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင်တွေပါ